ခဏတာရက်တန့်သွားပါတယ်သူကျွန်တော်ကိုနားမလည်နိုင်တဲ့အကြီးနဲ့စိုက်ကြည့်နေခဲ့ပေမဲ့ဘာမှမပြောဘဲစွန့်ချမ်းကိုဆွဲပြီးထွက်သွားပါတယ်သူတို့ထွက်သွားတာနဲ့ပတ်ဝန်းကျင်ကလူတွေကောလာဟာလာတွေဆက်ပြောကြပါတော့တယ်ပထမဆုံးချစ်ဆိုတာဘလောက်ဆိုးရွက်လဲဆိုတာငါပြောခဲ့ပြီးသားပဲဒီနာသူတို့နှစ်ယောက်ရဲ့အပြုအမူကိုကြည့်ရတာပြန်တွဲဖို့80%တေချတဲ့အရင်တုန်းကဆုံးချအံကိုပြုစုဖို့အပြေးလွှတ်ရောက်လာခဲ့တယ်သူကသူ့ဘဝရဲ့တဝက်ကိုပေးခဲ့တာပါခုစွန့်ချမ်းပြန်ရောက်လာပြီဆိုတော့သူတို့နှစ်ယောက်ဘယ်တော့မှမခွဲတော့ဘူးထင်တဲ့ဒီစကားတွေကိုကြားတော့ကျွန်တော်ရင်ထဲမှာအယမ်းကျင်ပြီးအသက်ရှူရတာတောင်ခက်ခဲလာပါတယ်သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာအစကတည်းကချိတ်ဆက်နေခဲ့တာကိုကျွန်တော်သိလိုက်ရပါတယ်ကျွန်တော်ကတော့အယူတယောက်လိုလျှို့ဝှက်ပြီးရှက်စရာကောင်းတဲ့ဆက်ဆံရေးတစ်ခုရဲ့ပါအဲ့ယုံတာမကပဲထမင်းစားတဲ့အခါမှာတောင်တူတွေခွဲသုံးခဲ့ရပါတယ်သူမိဘတွေကကလေးယူဖို့ဖိအားပေးလာတဲ့အထိပါပဲအချိန်ကြာမှသူကကျွန်တော်ကိုမချစ်မရဲနဲ့ပွေ့ဖက်ပြီးသူ့ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီညကသူကမီးတွေပိတ်ခိုင်းပြီးမျက်လုံးတွေမိတ်ထားခဲ့ပါတယ်ဒါဟာသူ့အတွက်ရှက်ရစရာအကောင်းဆုံးဖြစ်ပျက်တစ်ခုလိုပါပဲနောက်ဆုံးတော့နောက်နေ့မနက်မှသူစွန်ချမ်းအစီသွားပြီးတညလုံးမပြန်လာခဲ့ပါဘူးအဲ့ဒီနောက်ဆောင်ရသည်မှာကျွန်တော်တို့ကသူစွန်ချမ်းနဲ့အတူနာရီတွေရွေးဖို့သွားခဲ့ပါတယ်အယောင်ဝန်ထမ်းကသူတို့နှစ်ယောက်ကိုလိုက်ဖက်တဲ့စုံတွဲလေးလို့တောင်ချီကျူးခဲ့ပါသေးတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့အစီအောင်ဖြစ်ပြီးလမ်းပေါ်မှာတွေးအိမ်ထဲလဲနာကျင်မှုတွေနဲ့အတူကိုခေါ်ခဲ့ပါတယ်သူကစိတ်တူတဲ့လေတံနဲ့ဒါကားအစီလေးပဲမဟုတ်လားမင်းသေးမှာမဟုတ်ပါဘူးညညူမနေနဲ့လူနာတင်ခေါ်ပြီးစေယုံကိုပါတာကိုသွားလိုက်ငါအရန်လုံများနေတဲ့အချိန်မရှိကဆိုရှယ်မီဒီယာမှာပုံရှစ်ပုံဆက်တိုက်တယ်တင်ထားတာပါပဲပုံတိုင်းမှာစုဝန်တင်ကသူ့ကိုဆက်တွေချမှာလိုက်ပို့ပေးနေတာကိုတွေ့ရပါတယ်ဒါတွေကသူ့ရဲ့မွေးနေ့ပုံတွေချစ်ပြီးပုံကိုးပုံကိုတပုံချင်းစီပေါင်းဆက်ထားတာပါပုံတိုင်းရဲ့အလဲမှာစုဝမ်းနီးနဲ့စွန့်ချမ်းလို့နမ်းနေတဲ့ပုံတွေပါပါတယ်အဲ့ဒီအချိန်မှာကျွန်တော်အသက်ရှင်ခြင်းစိတ်လုံးဝပျောက်ဆုံးသွားခဲ့ပါတယ်နောက်ဆုံးတော့တွေးထွက်လွန်ပြီးတေဆုံးခဲ့ရပါတယ်ဒီလိုဖြစ်စိတ်မပါတာနဲ့ညစီးတာနဲ့ထွက်လာခဲ့ပါတယ်စုဝန်တင်ကတော့အရင်တုန်းကဆိုရင်3မိနစ်တခါကျွန်တော်ကိုမစိုးတတ်ပေမဲ့အဲ့ဒီညကတော့ထူးဆန်းစွာတိတ်ဆိတ်နေခဲ့ပါတယ်အပြင်မှာနှစ်တစ်ကူမီရှူမီပန်းတွေပြည့်နေပေမဲ့ကျွန်တော်ဘာပျော်ရွှင်မှုမှမခံစားရပါဘူးမနက်တနာရီမှာမီရှူမီပန်းတစ်လုံးကကျွန်တော်ပြင်းပေါက်ကိုလင်းထိန်သွားစေခဲ့ပါတယ်ဆိုရှယ်မီဒီယာမှာပုံမတင်တတ်တဲ့စုဝန်တင်ကရုတ်တရက်ပုံတစ်ပုံတင်လိုက်ပါတယ်လာပါတယ်နှစ်ပေါင်းများစွာတည်မြဲပါစေမင်္ဂလာဆောင်တာဂုဏ်ယူပါတယ်ပျော်ရွှင်ပါစေစတဲ့အများကြီးပါပဲကျွန်တော်လိုလျောက်တဲကတစ်ခုပေးလိုက်ပါတယ်ဒါပေမဲ့ကျမ်းဘဝကိုရေဝေါတကောလှုပ်လိုက်တဲ့အခါအတီ3ဝေရဲကပျောက်ကွယ်သွားခဲ့ပါပြီနောက်တစ်စက္ကန့်ကြာမှဆွမ်းကကျွန်တော်ကိုမစေးချပို့လာပါတယ်ဝန်တင်ကကျွန်တော်ကိုအိမ်ပြန်လိုက်ပို့ပေးတယ်ကျွန်တော်မသိပဲသူ့ပခုံးပေါ်မှာအိပ်ပျော်သွားခဲ့တယ်နောက်ကျနေပြီဆိုတယ်ဖြေလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်အခုကစပြီးစုဘာပဲဖြစ်ဖြစ်အခုကက်စီစုဝန်တင်ကဘသူနဲ့ပဲနေပါပဲလုံးနဲ့မဆိုင်တော့ပါဘူးကျွန်တော်အိတ်တော့မယ်လှုပ်တုံးစုဝန်တင်ကလည်းကျွန်တော်ကိုမဆို့လာပါတယ်စွန်ချမ်းကအခုမှပြန်ရောက်လာတာနှစ်တစ်ကိုအတွက်အဝတ်စားတွေဝယ်ဖို့အချိန်မရသေးဘူးမင်းမအဝတ်အစားတစ်တွေရှိတယ်မဟုတ်လားမနှက်ဖြန်သူ့ကိုငှားပေးလိုက်ပါဘူးဆိုင်တွေပိတ်ထားလို့သူဝယ်လို့မရဘူးဒီစာကိုဖတ်လိုက်တော့ကျွန်တော်တွေကိုကြုံတော်တောင်မဝေးရသေးပဲသူ့ရဲ့ချစ်သူအစ်စ်ကိုကျွန်တော်ရဲ့အဝတ်အစားတစ်တွေကိုကျွန်းတော်တောင်မဝေးရသေးပဲသူ့ရဲ့ချစ်သူအစ်စ်ကိုပေးရမယ်တဲ့လားသူကျွန်တော်ကိုဘလို့လူလို့ထင်နေတာလဲဒေါသထွက်ပြီးကျွန်တော်မပြန်တော့ပဲဖုန်းကိုပိတ်ပစ်လိုက်ပါတယ်နောက်နေ့မနက်မှာစုဝန်နေကစွန့်ချမ်းတဲ့အတူကျွန်တော်အိမ်ကိုရောက်လာလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ခဲ့ပါဘူးမနက်တနာရီမှာစုဝန်နေကတကားခောက်ပါတယ်ကျွန်တော်အမကတကားဖွင့်ပေးလိုက်တော့စုဝန်နေနဲ့စွန့်ချမ်းတို့လက်ထဲမှာလက်ဆောင်တွေအပြည့်နဲ့ရောက်လာတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်ကလွဲလို့ကျွန်တော်မိသားစုဝင်အားလုံးကသူတို့ကိုနှွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်စုဝန်တွေဟာငငယ်ကလေးကမိဘမဲ့ချစ်ပြီးသူ့အဖွားနဲ့နေခဲ့ရတာပါစုဝန်တွေဟာငငယ်ကလေးကမိဘများပဲဖြစ်ပြီးသူ့အဖွားနဲ့နေခဲ့ရတာပါသူကကျွန်တော်တို့ရဲ့အိမ်နီးချင်းလည်းဖြစ်ပါတယ်မိဘတွေကသူ့ကိုသာသဘောထားခဲ့ကြပါတယ်အိမ်ထဲဝင်လာတော့စုဝန်တင်ကကျွန်တော်ကိုစူးစိုက်ကြည့်လိုက်ပါတယ်ကျွန်တော်အမေကပြုံးပြီးစွန့်ချမ်းကိုပြောပါတယ်ဒါဆိုမင်းကဝမ်းနဲ့ရဲ့ချစ်သူပေါ်တွေအများကြီးကြာသွားပြီးမင်းရမ်းချွတ်လာတာပဲတဲ့စွန့်ချက်ကပြုံးပြီးကျေးဇူးခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်အမေကကကျူအနောက်ကိုလှမ်းခေါ်ပါတယ်ဂူယူမင်းခန်းထဲမှာဘာလုပ်နေတာလဲမြန်လာပြီးဝမ်းနေတဲ့စုံချမ်းကိုကြိုးဆိုပါဘူးတဲ့ကျွန်တော်ကတော့လက်ဖက်ရည်ကိုရင်ကျေးစွာချပေးလိုက်ပါတယ်ဒီမှာမစုံချမ်းနှစ်တစ်ကူခါတမရမှာပျော်ရွှင်ပါစေလို့ပြောလိုက်ပါတယ်စုဝန်နေကကျွန်တော်ကိုထူးဆန်းတဲ့အကြီးနဲ့ကြည့်နေခဲ့ပါတယ်ကျွန်တော်အိမ်သာသွားနေတော့သူကရုတ်တရက် message ပို့လာပါတယ်မင်းရဲ့ပုံမှန်နေရာမှာထိုင်လိုက်ပါတယ်စုဝန်တင်ကကျွန်တော်ရဲ့ပုံမှန်နေရာမှာထိုင်လိုက်ပါတယ်စုဝန်တင်ကဘာမှမပြောဘဲကျွန်တော်ဘေးမှာလာထိုင်ပါတယ်အဲ့ဒါကကျွန်တော်အမက်ရဲ့နေရာပါကျွန်တော်အမက်ကသူ့နေရာကိုကြည့်လိုက်ပြီးစွန့်ချမ်းဘေးကဘဲလာနေရာကိုကြည့်လိုက်ပါတယ်မင်းပါလို့ငါနေရာကိုလူတာလဲမြန်သွားပြီးမင်းရဲ့ချစ်သူဘေးမှာထိုင်ပါတော့သွားပါလို့ပြောပြီးစုဝန်တင်ကိုဆွဲထုတ်လိုက်ပါတယ်ဒီလိုအငင်းပါ
အစားနေခဲ့ပါတယ်ထမင်းစားနေရင်းနဲ့သူဖုံးဖြေကိုထွက်သွားပါတယ်ကျွန်တော်ကသူ့ရှိကပလာဘန်းကန်လုံးလေးကိုကြည့်လိုက်ပါတယ်ကျွန်တော်စားနေတာကိုမျိုးချပြီးသူ့ကိုလေလူရှုဖို့ဆုံးဖြတ်လိုက်ပါတယ်သူပြန်လာတော့ဘန်းကန်လုံးကိုတေးချကြည့်ပြီးကျွန်တော်ကိုလှည့်ကြည့်ပါတယ်ကျွန်တော်အမတီထားမိပြီးချက်ချင်းရှင်းပြပါတယ်ကျွန်တော်တို့ကမိသားစုတွေပါဘသူမှမင်းရဲ့အစားအစာကိုလူမှမဟုတ်ဘူးဂူရုကိုစိတ်မတက်မတာမဖြစ်စေပါနဲ့အဲ့ဒီအချိန်မှာကျွန်တော်အမေကစူဝန်းတင်ကိုကြည့်လိုက်ဂူယူမင်းရဲ့အိမ်မဝင်ကဒီနေ့သူ့ချစ်သူကိုတောင်ခေါ်လာခဲ့ပြီးမင်းကြတော့ဘယ်တော့မှရေးသားမိတ်ဆက်ပေးမှလဲတခုခုပြောဖို့ပတ်ဆက်ဖွင့်လိုက်ပေမဲ့ကျွန်တော်ကသူ့ကိုကြော်ပြီးပြောလိုက်ပါတယ်အဖေမေမတို့ကျွန်တော်ကိုမိတ်ဆက်ပေးစရာလူရှိရင်ကျွန်တော်လက်ခံပါတယ်ပုံမှန်ဆိုရင်ဒီလိုမေးခွန်းမျိုးကိုကျွန်တော်အမြဲတမ်းပြက်သားညင်းပယ်တတ်ပါတယ်ဒီတစ်ခါကျွန်တော်သဘောပြောင်းတယ်ဖိုးချစ်စရာကောင်းတဲ့ကောင်မလေးတွေကိုရှာပေးမဲ့မင်းတွေ့ရမှာမင်းဆုံးဖြတ်ပြီးပြီဆိုရင်ထမင်းစားပြီးတာနဲ့မင်းနဲ့တွေ့ဖို့ချစ်စရာကောင်းတဲ့ကောင်မလေးတွေကိုရှာပေးမဲ့မင်းတွေ့ရမှာပါတယ်ကျွန်တော်ကတော့ရဲပြီးကောင်းပါပြီလို့ပြန်ဖြေလိုက်ပါတယ်လူတိုင်းရဲ့မောပြောဆိုနေတော့စုဝင်တွေကရုတ်တရက်ကျွန်တော်တို့ရဲ့စကားဝိုင်းကိုဖြစ်လိုက်ပါတယ်အန်တီနောက်မပြောင်းပါနဲ့စွန်းချမ်းကကြားမဲရဲ့တက်ကတူတငယ်ချင်းဟောင်းတယောက်ပါတယ်ကအခုထိတကယ်ရဲလားဒီလိုဆိုရင်နဲ့မိတ်ဆက်ပေးလိုက်ပါလား